အားလုံးပဲမင်္ဂလာပါဒီနေ့ကိုတင်ပေးမှာကြတော့ဒီလိုမျိုးတစ်ဖက်မှာပဇင်းတီးတံလေးကိုတုံးထားမယ်ပေါ့နော်မိမိစင်ပြေတဲ့ပဇင်းတီးတံကိုတုံးပြီးတော့မှဒီအောက်ဖက်မှာကြတော့ပုံမှန်ဆိုလို့ရှိရင်အကိုတွေထုတ်သီးလေးတွေရိုက်သီးလေးတွေတုံးလို့ရတယ်ပေါ့နော်အဲ့လိုမျိုးမတုံးမဲနဲ့အခုလိုမျိုးဒီပဇင်းတီးပေါ့နော်ပဇင်းတီးနှုတ်ကလေးကိုဘယ်လိုမျိုးလုပ်လဲဆိုတော့ကိုကအခုဒီဗီဒီယိုမှာအသေးသေးရှင်းပြပေးမှာဖြစ်ပါတယ်အဲ့တော့အခုဒီမှာကိုတွေပထမဦးဆုံးကျိုးတစ်ချောင်းယူပြီးတော့မှပဇင်းတီးလုပ်မယ်ပေါ့နော်ဒါပဇင်းတီးလုပ်တဲ့တကယ်ဆိုလို့ရှိရင်တော့ဒါသိပါတယ်တကယ်လို့မလုပ်တတ်ဘူးဆိုလို့ရှိရင်လည်းအခုဗီဒီယိုမှာစာဆုံးလိုက်ကြည့်ပြီနော်အခုဒီမှာကိုပုံမှန်တိုင်းပဲပဇင်းတီးလုပ်တယ်လို့ပဲကြည့်မယ်နော်ဒီလိုမျိုးလေးလုပ်မယ်ပြီးလို့ရှိရင်ခွင်းကိုအညိုးလေးပေါ်တင်ပေးမယ်နော်ပြီးဆိုလို့ရှိရင်ဒီအောက်ကကျိုးကိုယူပြီးတော့မှဒီခွင်းလေးကိုပြန်ထည့်ပေးမယ်ပြီးပြီဆိုလို့ရှိရင်အကိုတွေချင်းလုံးပုံစံလေးရအောင်လို့လုပ်ထားပေးမယ်နော်ဒီနော်ပြီးဆိုကိုဒီဘက်ကိုလမ်းရင်းဆိုလို့ရှိရင်ဒီမှာခွင်းလေးရှိရယ်နော်ဒီမှာတော့ဒီခွင်းလေးကိုအလယ်မှတ်လေးမှတ်ခဲ့ပြီးမယ်ဒီဟာလေးကနေပြီးမှအကိုတွေချက်ဒီတက်ဖို့တော့ခွင်းလေးလောက်အောင်ပါနော်အဲ့တော့ဒီဥစ္စာလေးဒီတိုင်းလေးထိန်းနေရတယ်မတော်လို့အထဲဝင်တော့မှဆိုရဆိုလို့ရှိရင်ဒီနေရာမှာအကလေးတစ်ချောင်းထိုးထားပေးမယ်ထိုးပြီးတော့မှအကိုတွေပဇင်းကြီးကိုကျင့်နေအောင်ပြန်လုပ်မယ်နော်ပြီးလို့ရှိရင်ပဇင်းကြီးကမပြီးသေးဘူးအတွင်းထဲမှာထိုးအောင်မှဒီအလဲကောင်လေးကိုပြန်ပြီးတော့မှကျိုးတွေကိုပြန်ပြီးတော့မှထိုးပေးမယ်နော်ပုံမှန်ပဇင်းကြီးလုပ်တယ်လို့ပဲရပြီနော်အဲ့ဒါဆိုလို့ရှိရင်အကိုတွေဖြည်းဖြည်းချင်းပဇင်းဒီလေးကိုကျင့်နေအောင်လို့အကိုကျင့်လိုက်မယ်နော်ရပြီနော်အဲ့ဒါဆိုလို့ရှိရင်ကိုတွေဒီအောက်မှာရှိတဲ့ဒီကျိုးလေးနှစ်ချောင်းကိုအချီလေးနဲ့အရင်ဆုံးကိုအဖျားနားလေးမှာကက်ပြီးတော့မှတုပ်လိုက်မယ်နော်နှစ်ချက်သုံးချက်ပြီးရင်ဒီနေရာလေးကိုအကိုဒီမှာနော်အရင်ကနေပြီးတော့မှဖြတ်ချလိုက်တော့မယ်ဒီနေရာမှာအရင်ကြီးဖွာမှာဆိုလို့ရှိရင်မီးချစ်လေးနဲ့မီးလေးနဲ့ပေးလို့ရတယ်နော်တကယ်လို့မပေးချင်ဘူးဆိုလို့ရှိရင်လည်းရတယ်ကိုစင်ပြီးတော့လုပ်လို့ရတယ်နော်အကိုကတော့မပေးတော့ဘူးဒီတိုင်းလေးပဲအကိုဖြည်းဖြည်းချင်းဒီအလဲကောင်လေးကိုဒီငုတ်ကလေးကိုထိုးထည့်လိုက်မယ်နော်နော်ငုတ်ကလေးထည့်လိုက်ပြီဆိုလို့ရှိရင်အကိုဒီမှာချီလေးတွေကဒီမှာဒီအတွင်းဘက်မှာနည်းနည်းလေးပွာလာတယ်နော်ပွာလာတဲ့နေရာလေးတွေကိုဘေးကနေနည်းနည်းချင်းပြန်ပြီးတော့မှဆွဲပြီးတော့မှချစ်ပေးလိုက်မယ်နော်ချစ်တဲ့ခါကျရင်ခုနဒီမှာမင်းမှတ်ထားတဲ့နေရာလေးရှိရနော်ဒီခွင်းလေးနေရာမှာပဲဟိုအဆုံးသတ်မယ်ဟိုဘက်ထဲထိကိုမသွားတော့ဘူးနော်နော်ဒီလိုပုံစံမျိုးဖြစ်လာပြီအဲ့ခါကျတော့ကိုဒီမှာကျဲတိတက်လို့ရှိရင်ဒီမှာအချီကိုဒီနေရာကနေပြီးမှထိုးပြီးတော့မှအကိုတွေအင်ကြီးစာမှာဒီလိုမျိုးတွဲကြည့်ရမယ်နော်ခုနဒီမှာဒီအောက်ကထည့်လိုက်တဲ့အလဲကောင်နေရာလေးကလည်းပိတ်သွားပြီကိုနည်းနည်းလေးထည့်လိုက်တဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့နော်ဒီအောက်မှာခုနဒီမှာနော်ဒီမှာဒီကျိုးလေးရတာခွင်းလေးဖြစ်သွားပြီအဲ့ခါကျလို့ရှိရင်အင်ကြီးမှာတက်လို့ရှိရင်ဒီပုံစံလေးအတိုင်းပဲအကိုတွေတက်ပေးမယ်ဆိုလို့ရှိရင်ရပြီနော်ဒီပုံစံတိုင်းပဲလိုက်ပြီးတော့မှလုပ်ကြည့်ပါနော်တကယ်လို့အဆင်မပြေဘူးဘာညာဆိုလို့ရှိရင်လည်းအကိုပြန်ပြီးမှမိထားခဲ့လို့ရပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်